Bismillahirrahmanirrahim. Maniga December 14 ရက်နေ့ဂျမာဒ်ဆာနီ22ရက်နေ့ပါကစ္စတန်နိုင်ငံကအင်တမကြီးကျယ်လာတဲ့အလ္လာဟ်ရဲ့ချစ်တော်ကြီးတစ်ပါးဖြစ်တဲ့ Hazrat Maulana Pir Zulfikar Ahmad Naqshbandi Rahmatullahi Alayhi ရဲ့အလ္လာဟ်ရဲ့ထံတော်ပါကိုကြောင်းမြန်သွားတဲ့တည်အလုံးကြားသိပြီးဖြစ်ဒီကနေ့ဒီဇင်ဘာ15ရက်ပါကစ္စတန်နိုင်ငံရဲ့နေ့လယ်2နာရီမှာဆရာသခင်ကြီးရဲ့ဂျနာဇာအစီအစဉ်ဖြစ်ပါတယ်နိုင်ငံပေါင်းများစွာကနေတိမ်ပေါင်းများစွာသောလူတွေဟာဂျနာဇာမှာပါဝင်ကြတာကိုကျွန်တော်တို့အနေနဲ့တွေ့ရှိကြမှာဖြစ်ကျွန်တော်အနေနဲ့တင်ပြလိုတာက Hazrat Maulana Pir Zulfikar Ahmad Naqshbandi Rahmatullahi Alayhi ကခေတ်ပညာမှာလည်းပဲဘွဲ့ဒီအများကြီးယူထားတဲ့သာသနာပညာမှာလည်းပဲသာသနာပညာရှင်ကြီးဖြစ်သူဟာခေတ်ပညာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလည်းအများကြီးလုပ်ခဲ့တယ်ရာထူးတွေလည်းအများကြီးရှိခဲ့သို့တော့အသက်40ပြည့်တဲ့ခါကျတော့အဲ့ဒီရာထူးတွေအားလုံးကိုဆွန့်လွတ်ပြီးတော့အလ္လာဟ်ရဲ့ဒီန်အတွက်မိမိကိုယ်ကိုမိမိဝကဖ်လုပ်လိုက်ဆရာကြီးရဲ့နဲ့ပတ်သက်ပြီးစကားတွေကတော့အများကြီးပဲဒါတွေကိုကျွန်တော်အနေနဲ့တင်ပြဖို့မရည်ရွယ်ဘူးကျွန်တော်တင်ပြချင်တာကကျွန်တော်တို့အတွက်အင်တာမအတူယူစရာကောင်းတဲ့ဆရာကြီးရဲ့ဘဝတတန်နောက်ဆုံးအချိန်ရောက်တဲ့ခါမှာနောက်ဆုံးဆရာကြီးရဲ့စကားလေးကိုကျွန်တော်အနေနဲ့တင်ပြချင်တာဖြစ်Hazrat Pir Sahib Rahmatullahi Alayhi ကကွယ်လွန်မဲ့ရဲ့အနေငယ်အရင်မှာမိမိရဲ့ခလီဖာတွေမိမိရဲ့မူရီဒ်တွေအားလုံးကိုရှေ့မှာထားပြီးတော့သူနောက်ဆုံးစကားသူပြောတာအဲ့ဒီမှာသူဘာပြောလဲဆိုတော့ကဲ၍တဲ့စာလီကင်းဒီဘက်ကနေကျွန်တော်နဲ့ဆက်သွယ်ပြီးတော့မိမိရဲ့ဘဝကိုပြုပြင်နေကြတဲ့လူတွေဘက်ကနေကျွန်တော်အတွေ့အကြုံနဲ့တူဦးကိုထိခိုက်နစ်နာခဲ့မယ်ဆိုရင်ကျွန်တော်အနေနဲ့အခုအနုညွတ်မေတ္တာရက်ခံတဲ့ကျွန်တော်ကိုအလ္လာဟ်အတွက်ခွင့်လွှတ်ပေးပါဒါဆရာကြီးရဲ့နောက်ဆုံးမှာတန်းချွေစကားဖြစ်တဲ့ဒါကျွန်တော်တို့အတွက်အင်တာမအတူယူစရာကောင်းတဲ့ဟလာမှာတန်းစကားဖြစ်နောက်တစ်ခုကျွန်တော်တင်ပြချင်တာကဒါရိုအလုံဒီယိုဘန်ကျောင်းလက်ရှိကာရီအတမပြနေတဲ့ဆရာတပါးလည်းဖြစ်တဲ့ Hazrat Pir Sahib Rahmatullahi Alayhi ရဲ့ခလီဖာလည်းဖြစ်တဲ့ကာရီမောလာနာအာဖတာဘ်Alam Sahib Amrohi လက်ရှိလေဒါရိုလုံဒီယိုဘန်မှာတဂျဝီဒ်အတမစာပြနေတဲ့ဆရာကတပတ်ရင်ကသူမြင်မဲ့ခဲ့တဲ့အိမ်မက်အကြောင်းကိုသူကအခုဆရာကြီးအလာမိတ်ခံပြီးတဲ့နောက်ပိုင်းမှာသူကတင်ပြသူတပတ်ရင်ကသူကဘာအိမ်မက်မြင်မဲ့လဲဆိုတော့သူနဲ့ဆရာကြီးနဲ့ဟာတဲ့ဟာရမိုင်းရှရီဖိုင်မှာရှိနေတဲ့အိမ်မက်ထဲမှာအဲ့ဒီချိန်မှာဆရာကြီး Hazrat Pir Sahib Alayhi Rahma ကသူ့ပြောတဲ့ကာရီဆပ်ခင်ဗျားအနေနဲ့အခုတော့တခြားနောက်တစ်ယောက်နဲ့ရူဂျူလောက်လိုက်ဒါဆရာကြီးကအိမ်မက်ထဲမှာအလားအရေးချေပြခြင်းဖြစ်တဲ့ဒုနီယာလောကကနေဆရာကြီးတွားတော့မောလာနာတွာရစ်ဂျမီဆပ်ဒါမဘရကာတူဟမ်တွားတော့ဘာတင်ပြလဲဆိုတော့ဆရာကြီးရဲ့တာဇီယတ်သူဝန်နေကြောင့်တဝန်လွာပါတဲ့စီမှာဆရာကြီးကွယ်လွန်တဲ့ရက်ကဂျမာဒ်ဆာနီ22ရက်နေ့ဖြစ်တဲ့ပုံမှာHazrat Abu Bakr Siddiq radiyallahu ta'ala ange ဝဖတ်ဖြစ်တဲ့နေ့နဲ့တွားပြီးတိုက်ဆိုင်နေဆရာကြီးကနက္ရှဘန်ဒီဆိုတဲ့ဒီလမ်းစဉ်ပေါ်မှာတွားနေတဲ့ဆရာကြီးဖြစ်တဲ့ဒီနက္ရှဘန်ဒီလမ်းစဉ်ကဘယ်မှာတဆုံးလဲဆိုတော့ Hazrat Abu Bakr Siddiq radiyallahu ta'ala anma တွားပြီးတော့ဆုံးနေဆိုတော့
Abu Bakr Siddiq radiyallahu ta'ala ဆုံးတဲ့ရက်နဲ့တွားပြီးတော့မှတိုက်ဆိုင်တာဟာဒါအင်တန်ထူးခြားတဲ့ဆက်ဆက်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့မော်လနာတွာရီဂျဘီဆပ်ကတင်ပြကျွန်တော်တို့နေနဲ့ဒီဆရာကြီးရဲ့အကြောင်းကိုတင်ပြရခြင်းကရည်ရွယ်ချက်ကကျွန်တော်တို့ကလည်းပဲအလ္လာဟ်ရှင်မြတ်ဟာဒီဆရာကြီးကဲ့သို့ပဲအလ္လာဟ်အတွက်အလ္လာဟ်ရဲ့ဒင်းအတွက်ကျွန်တော်တို့မဟနတ်လုပ်နိုင်တဲ့အဲ့ဒီလိုမျိုးအခြေအနေမျိုးအလ္လာဟ်ရှင်ကျွန်တော်တို့လည်းပဲချီးမြှင့်ပါစေလို့ရှာလာကျွန်တော်အနေနဲ့ဒွါတောင်းရင်ဒီကုန်းချုပ်ပါ